ဒီနေ့ဒီလေးကဘာပဲဒီရဲ့အတိအကျတွေစားပြမပါမင်းရေဦးဆုံးပါပဲဒီရင်ဖောက်စားစားကြည့်နေစတော့တော့ကောင်းတယ် Oh my god ဘယ်လိုရတာကြီးလဲကောင်းလို့လား ကောင်းတယ်တော့ပြရတာပေါ်တယ်တော့ကောင်းတယ် ဘယ်ကထုတ်တာလဲကြည့်လိုက်အောင်ဘာစာလေးရေးထားလဲ ထိုင်းနိုင်ငံအထုတ်တာပါ ထိုင်းနိုင်ငံထုတ်တော့အိုး တော့ဂျယ်လီနဲ့မကပဲဒီမှာအချူကြီးလေးလည်းထည့်ထားတယ်နော် ဟာလားပြစ်ကြည့်လိုက်ပြပါအောင်ဘယ်လိုကြီးလဲ တို့ဒီက ဟဲတောင်းလိုက်ကြည့်လို့ မဟုတ်ဘူးဂျယ်လီ အဂျယ်လီပါပဲဒီ ဂျယ်လီပါပဲဒီလေးပါစားကြပါဦးမပေါ်နည်းနည်းပဲပါ နည်းနည်းပဲပါဘယ်ဝမှာလဲအဲ့ဒါဆိုရင် အာဟာဘာလို့လဲဆိုတော့ဟုတ်ပါတော့ပါမယ် ပြီးတော့ဒီတော့လေးစားမယ် ဒီကြောက်ကြိုက်လို့လား ဒီတော့ကြိုက်ပါရင်စားပါမယ် ကြည့်နဲ့လေမကြည့်နဲ့လေ ကျမလိုက်ရှာနေတာလေခုရှိပါရင်အဲ့ဒါကိုဖမ်းတော့တိတ်နေဒီလေးပဲပြပါရင်အဲ့ကျမရဲ့ favorite ကြီးပါကောင်းတော့ကောင်းတယ်အားလုံးမှာခပြောသေးတဲ့ဘယ်လိုလဲကြိုက်လို့မှာဒါပေမဲ့နောက်ခုညင်တော့ဘယ်ငါကြည့်တယ်ကြည့်ရတခြားမှာအဲ့နဲ့တော့ကောင်းတယ် ဟာလားဘယ်လိုရတာရှိလဲ ဟိုကအခဲရကြတော့အကြည့်နေနဲ့အပြင်မှာကျတော့တွတ်နေတော့ကောင်းတယ်ပါရစ်မင်းလို့ပြောသေးတယ်ပြပါလေ ပူကြည့်လေ ပြောရတဲ့တော့ကောင်းတယ်တွတ်နေတယ်ဒါလေးခိုင်းရပါပဲ အိတ်စိတ်လေးကြိုက်တယ်လား အဲ့ဒီမဲ့ဒီကြိုက်ကောင်းတယ် ဘာရှာနေပြန်ပြီတော့ အခုကဒါလေးပဲပြပါလေ ဘာကြီးတော့လား ဒါတော့တေချာမသိ ကစုံကြောက်မဟုတ်ဘူးလား သုံးကြမယ်ပါ ဟာ ဟုတ်တယ်ဟာသုံးကြသုံးတယ်မဆိုဘူးသုံးတယ်ကောင်းတယ်အဓိကကြိတ် ကီဝီပါလားကီဝီပါလား ကီဝီပါဒါပေမဲ့ကီဝီကပါနေပြီးတော့ဟိုပါတော့ရုံးပရိသီကြောင့်လည်းတော်တော်ကောင်းတယ်ရုံးပရိသီကြောင့်လည်းမဆိုးလုံးဝကောင်းတယ်ဒါပေမဲ့ तू ကတချို့မှရှောင်းပဲပါအဲ့ဒါတော့ခက်ကျက်ကောင်းတယ်တို့ပြည့် ကောင်းလားပြအောင် အားလုံးမတက်တာပါdelete channel လေးဒီမှာပေါ့နော်ဒါကတော့ဒီကြောက်လေးပဲဖြစ်ပါတယ်ပြီးတော့ delete channel လေးကိုလည်းအမြဲအားပေးကြပါအောင်နောက်ပိုင်းနေကြရင်ဒီ Sakura တို့ Roblox တို့လည်းတင်ပြရင်တင်ပေးပါမယ်သိချင်လို့ရှိရင်တော့ delete အသေးစိတ်ပေါ့နော် delete ရဲ့ account လေးတွေကိုပြပြပါမယ်ကဲအားလုံးမတက်တာပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်